酒でも飲めるよ。のピエネ、いや、レッドないねばね。はい。私、ロロボ。へへへ。嘘です。私、酒飲めないです。はい。Yo normalmente digo, 私、酒飲めない。私、ya me estaba no. Ah, ya me estaba. はい。ね。Vale, sí. 皆さん、どうも、こんばんは。はい。ま、どうも、レオンジャパンです。はい。皆さん、どうも、バルロね、ဒီကျွန်တော်ရဲ့ channel လေးတော့အယောက်989ပေါ့ね subscriber တဖြည်းဖြည်းနဲ့တက်လာပြီပေါ့ねはいဒါကလည်း皆さんရဲ့ကျေးဇူးကြောင့်ပါဆက်ပြီးတော့လည်းအားပေးကြပါအောင်ပေါ့နော်ကျွန်တော်လည်းအားကြမှာဆက်ပြီးတော့စူးစမ်းခြင်းစိတ်တွေပေါ်လာတာပေါ့はいじゃあ引き続きよろしくお願いしますဆက်ပြီးတော့အားပေးကြပါအောင်ခင်ဗျကျွန်တော်လည်းဆက်ပြီးတော့စူးစမ်းပါမယ်ခင်ဗျはいこれでこのままこの調子で1000人目指しましょうこの調子ねဒီနှုန်းတိုင်းနဲ့အယောက်1000အယောက်1000တသိန်း行きましょうそうはいではですねဒီနေ့ခန်းလေးကဘာလဲဆိုတော့ထပ်တဲ့ဓာတ်တဲ့ပေါ့ねဘာလဲဆိုလို့ရှိရင်အဲ့ဒါလုံးရင်တောင်မှလေပြောပါねဒီဟာလုံးရင်တောင်မှအဲ့ဒါလုံးရင်တောင်မှပေါ့ねထပ်တဲ့ဓာတ်တဲ့食べたご飯をたくさん食べたってお腹いっぱいにならないဘလောက်ထမင်းအများကြီးစားတာတောင်မှဘိုက်မောပေါ့ねジュースをまあジュースじゃなくてビールပေါ့နော်ビールをたくさん飲んだって酔わないဘလောက်ပဲビアတော့မှမူပေါ့ねはい嘘です私はそういう人間じゃないですကျွန်တော်ကတော့အဲ့လိုမဟုတ်ဘူးねကျွန်တော်ကတော့ちょっと言えません。言わないもん。はい、じゃあ、話し言葉では、立って、だってがよく使われます。ဒီစကားပြောပိုင်းမှာဆိုလို့ရှိရင်立ってる立ってるがခဏခဏသုံးနေပေါ့ねသုံးချင်းခံရပါတယ်考えたってわからないစဉ်းစားရတော့မှနားမလည်ဘူးは考えてもわからないと同じでပြောချင်တာစဉ်းစားရတော့မှနားမလည်ဘူးပေါ့ねဒီ考えたってわからないは考えたってわからないဆိုတဲ့စကားလုံးက考えてもわからないပေါ့ねအဲ့ဒါဟာတစ်ခုအတူတူပဲတဲ့急いだってできないこのアリエロエラはမရဘူးလို့ပြောချင်တာက急いでもできないと同じですเนาะဒီမှာကျရင်だってလို့ဖြစ်သွားတာပေါ့နော်အလင်းလို့ရင် down မှာပေါ့နော်ဒီမှာကျရင်でもလို့ပြောတာねはい急いだって急いでもできないအဓိကထဲပုံစံပြောင်းလို့တန်းတန်းပါလို့ရှိရင်ဘယ်လိုပြောမလဲဒီမှာကြလို့ရှိရင်ဒါဖြစ်သွားတာပေါ့နော်急いでဆိုရင်急いだဟုတ်တယ်ဟုတ်飲むဆိုလို့ရှိရင်飲んだအဲ့ဒီတော့ဘာဖြစ်သွားလဲ飲んでဖြစ်သွားတယ်ပေါ့ねဒီတော့飲んだって急いだって読むပေါ့ဆို読むဟုတ်တယ်နော်読むဆိုရင်ဖတ်တဲ့ထဲပုံစံပြောင်းဆိုရှင်読んでဒီတော့ထပုံစံပြောင်းဆိုရင်読んだဒီတော့読んだってဖြစ်သွားမယ်နော်ဘလောက်ဖတ်ရင်တော့မှဘလောက်ပဲဖတ်နားမလဲ何回読んだってこれわからないဘလောက်ပဲဖတ်ဒီဥစ္စာကိုနားမလဲပေါ့ねはいအဲ့လိုမျိုးပြောချင်တာတဲ့音が変化か音が変化しても意味は同じですဒီလေယူလေသိမ်းမတွေ့ရင်တော့မှအတိပ္ပယ်အတူတူပဲတဲ့じゃあဘယ်လိုဟာလဲကြည့်အောင်ထဲမို့ဆိုရင်立ってဖြစ်သွားရပါねထဲမို့ဆိုရင်立ってでもဆိုလို့ရှိရင်立ってခုန私ပြောပြတဲ့ဟာပါねဘာလဲဆိုလို့ရှိရင်これ小さいなこれကြည့်အောင်失礼ဒီမှာဆိုလို့ရှိရင်これも小さいですねさりらとんげらテキスト書いてもそれし書いてもそれし書いたって他ပုံစံပြောင်းပြီးတော့字တွေလေးထည့်ပေါင်းလိုက်တာပဲねအဓိကပြောချင်တာကလေ他ပုံစံပြောင်း字တွေလေးထည့်ဆိုရင်立ってဆိုတဲ့ပုံစံကိုရပါတယ်ပေါ့နော်食べたって飲んじゃあခုန私ပြန်ရှင်းပြလိုက်တဲ့ဟာပြန်ရှင်းပြမယ်ねでもဆိုရင်ဗာလဲ飲んだဟုတ်တယ်နော်sorry ထဲပုံစံရင်ပြောင်းဆိုရင်飲んでဖြစ်သွားမယ်ね飲んでဒီတော့飲んだနော်သူတွေထည့်ပေါင်းမှာဆိုတော့飲んだってနော်တောက်ရင်တော့မှ読むဆိုရင်読んで読んだってဘလောက်ပဲခေါက်အဲ့လိုမျိုးပေါ့ね探しても見つからないんだဘလောက်ပဲရှာမတွေ့ဘူးတဲ့探したって見つからないんだဗာလဲဒီမှာ私တို့ဘယ်နိုင်ပြောင်းသွားလဲဆိုတော့探してもဆိုရင်ဗာလဲ立ってပြောင်းသွားတယ်ဗောနော်
探したって見つからないんだ。ဘလောက်ပဲရှာရှာရှာမတွေ့ဘူးတဲ့။急いでも間に合わないねတဲ့။အလင်းလို့ရင်တောင်မှမတွေ့ဘူးဆိုတော့急いだってဖြစ်သွားပါနော်။急いだって間に合わないねတဲ့။အလင်းလို့ရင်တောင်မှမတွေ့ဘူးတဲ့။安くても買うつもりはないよ။နော်ဈေးတက်တာရင်တောင်မှဝယ်ဖို့စီစဉ်မရှိဘူးနော်။ဒီတော့てもဆိုရင်立ってပြောင်းဆိုတော့安く立って買うつもりはないわよ。ないよဟုတ်ပါနော်။ပြောချင်တာသူကEHD မှာလည်းသုံးပါဘူးနော်安いဈေးသက်တာတော့ဆိုလို့ရှိရင် EHD ဆိုရင်食ってဟုတ်တယ်နော်ဒီ食ってကိုဒီထဲ安くてもဟုတ်တယ်ဟောဒီてもဘာပြောလဲဆိုတော့立ってလို့ပြောလိုက်တာねဒီတော့安く立ってနော်ဈေးသက်တာရင်တော့မဝယ်ဘူးပေါ့ね忙しいဒီတော့忙しくてもဆိုလို့ရှိရင်忙しく立ってနော်構わないよ。やれ、ကိစ္စမရှိဘူး。အလုပ်များရင်လည်းကိစ္စမရှိဘူး။အဲ့လိုပြောချင်တာね。下手でも構わないから。နော်下手ညံ့တယ်လို့ပြောတာね。ဥမာギターが彼はギターが下手ですဆိုလို့ရှိရင် तू ကギターတီးတာညံ့တယ်ပေါ့နော်။ဒီတော့いいよ下手でも構わない。နော်ညံ့တယ်ဘာမှဖြစ်ဘူးတီးတာတီးအဲ့လိုမျိုးပါね。ဒီတော့下手でもဆိုရင်ဘာလဲだってဖြစ်တာမယ်ね。下手だって構わないから。ပြောချင်တာဒီမှာကြာရင်နာကျစ်တယ်ပေါ့နော်နာကျစ်တို့ noun ဆိုလို့ရှိရင်ဘာလို့သုံးလိုက်လဲ demo လို့သုံးရနော်ဟုတ်တယ်နာကျစ်တယ်ဆိုရှင် demo ပဲပြောင်းလိုက်ရတယ်နိဖူဘန်မတတ်တာတော့အဆင်မပြေတော့ပါနဲ့ဖူဘန်နာဒီတော့ဖူဘန် demo 仕方がないねတဲ့မတတ်နိုင်ဘူးတဲ့ဖူဘန်だって仕方がないねဟုတ်ပြီနော်はいနောက်တစ်ခု学生でも構わないよဆိုရင်ကျောင်းသားဖြစ်လေဘာမှဖြစ်ဘူးရတယ်ဒီနေရာဝင်လို့ရပါနော်ကျောင်းသားကြီးလည်းဝင်လို့ရတယ်အဲ့လိုမျိုးဆိုလို့ရှိရင်学生だって入れるよအဲ့လိုမျိုးပေါ့ねはい強いသူနောင်းနဲ့လည်းသူရှင်းပြပြန်နော်強いお酒でも飲めるよနော်ပြင်းတဲ့အရက်လည်းတောက်နိုင်တယ်ပေါ့ねはい私ロロボ嘘です私酒飲めないですはいယုံလားမသိဘူး私酒飲めない私ရက်မတောက်နိုင်အဲ့ကြောင့်ဘီယာပဲတောက်တယ်はいねဘာလဲဆိုရင် demo ဆိုရင်တတ်တယ်ဖြစ်သွားပါねပြောချင်တာဒီမှာ noun ကြီးပေါ့ね noun ဆိုလို့ရှိရင်တတ်တယ်ဖြစ်သွားတယ်ね強いお酒だって飲めるよเนาะဘယ်လောက်ပဲအရက်ပြင်းပြင်းငါတောက်နိုင်တယ်ပေါ့はい一人でもできるさเนาะတယောက်တည်းဆိုလည်း AC လုံးနိုင်တယ်ကွာလေပြောပါねဒီစားဆိုတာခေါ်ရတဲ့မျိုးできるさအဲ့လိုမျိုးပေါ့ねလုံးနိုင်တယ်ကွာလေပြောချင်တဲ့ပုံစံမျိုးねさ一人တယောက်တည်းလို့ပြောချင်တာပါね noun 一人 demo ဆိုရင်一人だってできるさတယောက်တည်းဆိုလည်းလုံးနိုင်တယ်ကွာအဲ့လိုမျိုးねいくら言ってもダメなんだဘလောက်ပဲပြောမရဘူးတဲ့နော်いくら言ってもဆိုတော့いくら言ったってဖြစ်တော့နော်いくら言ったってダメなんだဘလောက်ပဲပြောမရဘူးဘလောက်ပဲပြောနားမဝင်နော်いつでも暇ですページもそうあれတဲ့နော်いつでもလို့ပြောရတော့いつだってဖြစ်တာနော်いつだって暇ですどこでもいいよဘယ်နေရာမှာဆိုရတယ်ကြိုက်တဲ့နေရာချိန်လိုက်ငါလာခဲ့မယ်အဲ့လိုမျိုးねどこでもဆိုတော့どこだっていいよနော်ဘယ်နေရာမှာဆိုရတယ်どっちでも構わないဘယ်အားဖြစ်ဖြစ်ရတယ် A လည်းရတယ် B လည်းရတယ်ねဥပမာ明日どこ行きます公園行きますか博物館行きますかပညာတော်မလားအနည်းပညာပြလိုက်တော့လားဗောနော်どっちでもいいよဘယ်မှာဆိုရတယ်どっちだっていいよどっちだって構わないよအဲ့လိုတုံးတယ်ねどっちでもどっちだってနော် A လည်းရတယ် B လည်းရတယ်ကြိုက်တာရွေးအဲ့လိုပြောတာね何でもやりますဘာမဆိုလို့နော်何だってやりますနော်ဘာပဲဖြစ်ဖြစ်လုပ်မယ်တူတူပဲပေါ့ねအဒီကဒဲမို့မသုံးလားဆိုတော့ဒီပုံစံနေမသုံးလားဆိုလို့ရှိရင်လေဒါတွေလည်းသုံးတယ်ဒါပေမဲ့ဒီကောင်နေနဲ့လည်းလာတတ်လေပြောနော်いつだって暇ですအဲ့လိုမျိုးလည်းပြောတတ်တယ်လို့どこだって構わないအဲ့လိုမျိုးလည်းပြောတတ်တယ်ပေါ့ねどこでもいいよလို့လည်းပြောလို့ရတယ်ဒါပေမဲ့ဒီဓာတ်တက်လာလို့ရှိရင်ကိုကतू ကဒဲမို့မသုံးမဲနဲ့ဒီဓာတ်တက်လို့ပြောလိုက်တာပါလားနော်ထတ်တက်လို့လာလို့ရှိရင်လည်းतू ကထဲမော်လို့မသုံးတာပါလားနော်忙しくても構わないနေရာမှာ忙しくたってအဲ့လိုမျိုးပြောလိုက်ဆိုဓာတ်တက်ဆိုတာ तू ကထဲမော်နဲ့ပြောင်းလိုက်တာပဲအဲ့လိုလေးသိရင်ရပြီねはいじゃあ行きましょうဥပမာလေးကြည့်အောင်祖母အဖွားပြောတာねお前たちはいいねတဲ့မင်းတို့တွေကကောင်းလိုက်တာတဲ့おばあちゃんが若い頃は戦争で遊びたくたって遊べなかったんだよတဲ့နော်お前たちはいいねတဲ့မင်းတို့တွေကကောင်းလိုက်တာတဲ့おばあちゃんが若い頃အဖွားငယ်တော့က戦争でစစ်ပွဲရှိရောね遊びたくたってဒီမှာဆိုရင်သူ့ရဲ့မူရင်းပုံစံဆိုရင်遊びたくてもပေါ့နော်ကစားခြင်းရင်တောင်မှဆိုတော့ပြောင်းလိုက်တော့遊びたくたって
遊びたくたってねシャロレイだべね遊びたくたっての遊べなかったんだよ俺もうまがさないけど俺僕たちにも悩みはあるんだよ俺のပြောချင်တာအဖွားပေါ့နော်သူပြောချင်တာမီးလေးတွေကွာမင်းတို့ခက်ကအေးဆေးပဲအကုန်ဆော့လို့ရတယ်ဆော့ချင်တာဆော့လို့ရပါတော့ငါတို့ခက်တော့ဆော့ချင်တာဆော့လို့မရဘူးလို့ပြောချင်တာကတော့မီးကလည်းပြန်ဖြဲရတာね僕たちにも悩みはあるんだよတဲ့နော်ကျွန်တော်တို့မှလည်းကျွန်တော်တို့ရဲ့悩みဆိုတာကကြတော့ခက်ခဲမှုတွေပူပန်မှုတွေပြောပါဗောねစိုးရင်မှုတွေပူပန်မှုတွေရှိတာပဲဟိုတဲ့ဩဘာကြမ်းတဲ့ဥပမာねလမ်းပေါ်တက်ပြီးဘောလုံးကန်ကျင်တယ်ဒါပေမဲ့လမ်းမှာကားတွေများလို့မကန်ရဘူးလို့ပါတော့အဆရှိနေမှာねဒါပေမဲ့အဲ့ဒါလည်း昔かなအရင်တော့ပေါ့အခုခေတ်မှာတော့တိတ်ပြီးတော့လမ်းမောက်မှာတက်ပြီးဆော့ရဆိုတာမရှိတော့ဘူးねဩရတဲ့ခါနဲ့တကယ်ချင်းနေပြောねယောက်ျားလေးယောက်ျားလေးပြီးတဲ့ဩရတဲ့ခါနဲ့မော့တယ်ကားတဲ့နော်ပတ်စံရှိလားတဲ့တကယ်ဒါနဲ့ရိုင်းနေမှာနော်ခါနဲ့မော့တယ်ခါနဲ့မော့တယ်ကားအချင်းချင်းပြောတာပဲတမဟဲ့ပတ်စံရှိလားဟဲ့ငါချင်းအဲ့လိုမျိုးပေါ့はい金持ってるかပုံမှန်ဆိုရှင်お金ありますかဟုတ်တယ်ဒီမှာကျတော့金လေးပဲတန်ပြောဆိုတော့သူတို့ကအရန်ကြီးနေတဲ့တငယ်ချင်းတွေမလို့ပါね金持ってるかပတ်စံရှိလားတဲ့1万円ほど貸してくれないかတဲ့နော်1000လောက်ကို貸してくれないかတဲ့ချိပေးပါလားတဲ့またかလာပြန်ပြီကွာလို့ပြောနောက်ထပ်လားနော်လာပြန်ပြီလောက်ကွာအဲ့လိုမျိုးပြောချင်တာပါねまたか持ってたって貸すもんかနော်持ってたって持っててもပေါ့နော်ပြောမှဆိုလို့ရှိရင်持っててもလို့ပြောမှာね持ってたって貸すもんかပေးစရာလားလေပြောနော်貸すものですかပေါ့နော်ဒါပေမဲ့အဲ့လိုものですかတွေမသုံးတော့貸すもんかねဘန်စကားပေါ့ပြောမှဆိုရင်ね貸すもんかပေးစရာလားအဲ့လိုပြောねいつだっていつဒီမှာတန်တဲ့ပါဆိုတော့မူရင်းစေပါလေいつでも返したことないだろတခါမှပြန်မပေးဘူးတဲ့ဟာတဲ့いいじゃないかやらべもなတဲ့友達だろတကယ်ချင်းပဲဟိုတဲ့こういう友達は危ないなはいお兄ちゃんのパソコン使い方教えてよတဲ့နော်အကိုရဲ့ကွန်ပျူတာသုံးနည်းပြပြလေးတဲ့ဒါမဲ့မရဘူးတဲ့ゲームのやり方ぐらい教えてくれたっていいじゃないかတဲ့နော်ဂိမ်းကစားနည်းလောက်တော့ပြောပြပေးလေရတာပဲဟိုနော်教えてくれてもいいじゃないかနော်ケチカシネကောင်နော်カシネတော့ケチだတော့ねケチさあもう一軒飲みに行こうぜတဲ့ကဲနောက်တစ်ဆိုင်飲みに行こうぜနောက်တစ်ဆိုင်ဆက်သွားမယ်တဲ့そうဂျပန်မှာねဂျပန်နိုင်ငံဘယ်တော့သူက1次会2次会3次会အဲ့လိုရှိရねသူကဂျပန်နိုင်ငံရည်ကြည်မှုရဆိုလို့ရှိရင်ဥပမာလူကြီးတွေနဲ့ပဲဖြစ်ဖြစ်ပေါ့တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်ပေါ့ねဆိုတော့တောက်တယ်သွားစားရဆိုလို့ရှိရင်1次会တဆိုင်ဆိုလို့ရှိရင်1次会လို့တောင်းတာပေါ့ねတဆိုင်မြောက်ပေါ့ねပြီး2次会行こうぜအဲ့ဆိုရှင်နောက်တစ်ဆိုင်ကူးမယ်ပြီး3次会行こうぜ3ဆိုင်မြောက်ကူးမယ်အဲ့လိုဆိုင်ကူးတာねအဲ့လိုဂျပန်ရဲ့အလေးချင်းပေါ့မြန်မာမှာဆိုရှင်တဲ့ဟုတ်တဆိုင်နဲ့မှတဆိုင်နဲ့ထိုင်ပြီးတော့စားလိုက်တကယ်ချင်းတွေပြီးပြန်ဒါပဲပေါ့နော်မဟုတ်ဂျပန်ထား2次会3次会အဲ့လိုရှိအောင်ねဒါကတော့ဘူးသူရအနေနဲ့ပြပြပြန်もう一軒飲みに行こうぜနောက်တစ်ဆိုင်သွားမယ်ねいやもう遅いから俺は帰るတဲ့いやတော်ပြီဟင်းအဲ့လိုပြောねいや俺はもう遅いから俺は帰るနောက်ကျနေပြီငါပြန်တော့မယ်တဲ့今から帰るって言ったって言ってもね今から帰るって言ったってနော်အခုမှပြန်မယ်လို့ပြောရင်တော့မှもう電車ないんだぞတဲ့နော်ရထားမရှိတော့ဘူးတဲ့もうちょっと付き合えよ付き合ってくださいね付き合ってくださいやじゃろဘယ်လိုပြောမလဲအဖို့ပြုတ်ပြီးဆိုတဲ့အဓိပ္ပာယ်ပေါ့ねဒါပေမဲ့ဒီစကားလုံးကကြတော့နည်းနည်းဘယ်လိုပြောပြမလဲဆိုတော့恋愛関係ဥပမာကောင်လေးနဲ့ကောင်မလေးဆိုလို့ရှိရင်ဥပမာ付き合ってくださいလို့ပြောလိုက်လို့ရှိရင်ကျွန်တော်ကိုကြိုက်ပေးပါကျွန်တော်နဲ့တွဲကြစို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့ね付き合ってくださいယောက်ျားလေးကမိန်းကလေးပဲပြောမိန်းကလေးကယောက်ျားလေးပြောအဲ့လိုပြောလို့ရတယ်ね告白လို့ပဲပြောမလားあなたのことが好きです。よかったら付き合ってください。あれမျိုးね。မင်းကတော့じゃあအဆင်ပြေますね。付き合いましょう。တွေ့ကြည့်ရအောင်ပါね。အဲ့ဒါ付き合う。ဒါပေမဲ့ယောက်ျားလေးချင်းချင်းဆိုလို့ရှိရင်ကတွေ့ကြည့်အောင်ဆိုတဲ့ပဲမဟုတ်ယောက်ျားလေးချင်းချင်းဆိုလို့ရှိရင်ငါ့ကိုတစ်ချက်အဖော်လိုက်ပေးစားတဲ့ပဲဖြစ်သွားတယ်ちょっとスーパー行くんだけどちょっと付き合ってよ行きたくないんだよな一人であれမျိုးပါねတယောက်တည်းမသွားခြင်းちょっと付き合ってအဲ့ဒါငါ့ကိုတစ်ချက်လိုက်ပြီးစမ်းကွာဆိုတဲ့ပုံစံမျိုးတယ်မလားယောက်ျားလေးချင်းချင်းငါ့ကိုတွေ့ပြီးပါလားမဟုတ်ねはいအဲ့လိုမျိုးတွေတောင်းလိုက်ရစားပြပြね付き合ってそうだねじゃあချင်းနေပုံမှုတရားပေါ့တယ်မလားတကယ်ချင်း
ကောင်လေးနဲ့ကောင်မလေးရှိမယ်ထားပါတကယ်ချင်းကောင်လေးကちょっと明日買い物付き合ってよဆိုလို့ရှိရင်မနေ့ကငါနဲ့တွဲကြစမဟုတ်ပဲねမနေ့ကငါဈေးသွားဝယ်ဖို့ငါ့ကိုတစ်ချက်အဖော်လိုက်ပေးအောင်လို့လေအဲ့လိုဒိတ်ပဲရှိရပါねအဲ့ကြောင့်付き合います付き合ってလို့ပြောခံလိုက်ရတိုင်းကိုတွဲဖို့ပဲပြောနာလားဆိုတဲ့အဓိပ္ပာယ်မဟုတ်เนาะအဲ့လေတစ်ချက်တော့ကြည့်ဆိုင်ပေါ့ဆို明日買い物付き合ってဆိုလို့ရှိရင်ငါဈေးသွားဝယ်ဖို့အဖော်လိုက်ပေးလို့ပြောတာဈေးသွားဝယ်ဖို့ငါနဲ့တွဲကြဆိုတဲ့အဓိပ္ပာယ်မရှိဘူးねはいအဲ့လေတစ်ချက်気をつけてくださいお客さんね、安くしておきますから買ってくださいよ、俺の。お客さんへでいろんの安くしておきますから、ぜひラーメン買ってくださいよ、ウェワン、あるよね。いくら安くたっていらないものはいらないよ、俺の。ブラウベスだったらあれ、まろれはらまろうれ。ね、そうだよね。ルマムロライ。新しく買ったばかりのパソコンが動かないんですけど、俺。ホリーレは、新しく買ったばかり、ウェビーカーザーはね、のパソコンが動かないんですけど、コンビラマロードウレ、もね、さて言わばにある意味もね、説明書はお読みになりましたか説明書ね、新ပြတဲ့ဟာの、新ပြတဲ့စာをメニューပြောချင်တာ。お読みになりましたかあれ、パピドアイラーレ。いくら読んだってわからないんです。ブラブパパナムレウレ。一番左のキーを押してみましたかバレゼン、ペベアポーズのキーをな、カロゴネジビビラーレ。いくら押したって全然動かないんです。ブラブにも十分の。いくら押したってすろでもね、いくら押しても全然動かないです。ロマン無十分。ロマンロボね、サガ。あれပြောじゃな。じゃあ、レジがリルクラウドインドアジアン。左と右を結んで一つの文にしなさい。のベネニャーチェイビロ、ウマ、サジャンダジャンピオンロバーレ。難しい問題だって、の、彼、メグンピンダウマーバピムレ。まあ、私は、ちょんよパライドもね、では、レスロ、答えられるんだ、ピナイナベーボね、ディロ、ディオサボ。答えられるんだ。バラブ彼、メグンピンダウマースロ、デーモもね。難しい問題でも、ある意味、じゃな。健康な人だって、じゃあまでルーラマバピムレ。病気になることはもうあるよ。のဘလောက်ပဲကြားမှရပြောရင်တော့မတစ်ခါတလေတော့ဖျားရင်ဖျားမှာပဲねအားကြောင့်ပြောတာနေကောင်းတိုင်းလဲမဖျားဘူးဆိုမှမရှိတာတစ်ချိန်တော့တစ်ချိန်မှာဖျားတော့ဖျားမှာပဲねဘေးမဆိုင်လို့ရှိရင်はい小さい字だってのサロンでいうのは見えるんだよမြင်ရတယ်ပေါ့နော်ဆိုရင်ဒီမှာကျရင် demo ဖြစ်မယ် demo ဖြစ်မယ်ဘာလို့လဲတန်းတန်းပါနေလို့ねဒီမှာလဲတန်းတန်းပါနေလို့小さい字だって見えるんだよ。サジャントディリピエノは見える。けなそのこと食べちれるめすろ。専門家だってプラウェプロフェッショナルピピエレ。できないこともあるんだね。のプラウェプロフェッショナルじゃまろなねやらしらべれ。はだれ。プラウェプロフェッショナルビバトゥアネドゥ。ね。まろなねパイのしよまべ。いや、あらんろなねルサしまめしやね。じゃあ次の動画でお会いしましょう。何これ